အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ကမြန်မာကား Expo 2025ပွဲကိုသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့လည်းလိုက်ပါကြည့်ရှုပါအောင်အခုတော့ကျွန်တော်သွားလိုက်ပါအောင်မယ်အားလုံးပဲတော့တာပါကြိုက်ကြနော်မြန်မာကား Expo 2025ပေါ့နော်ဒီပွဲမှာ EV ကားတွေ ICE ကားတွေ brand new တွေကိုတွေ့ရမှာဖြစ်ပါတယ်ဒါတော့ Jetto T2 ပေါ့နော်အခုရန်ကို hot နေတဲ့ Jetto T2 ကတော့ T2 ကတော့လုံးဝမိုက်စာဒီဇိုင်းပဲဟိုengine power 2.0တော့ပေါ့နော်ဟိုကဒီဇိုင်းကိုကိုယ့်အကူထပ်ပြီးဆင်လို့လည်းရတယ်ပေါ့နော်အပြင် body kit လေးတွေထပ်ပြီးတော့ဆင်လို့ရတယ်တော်မိုက်တဲ့အားစီဖြစ်ပါတယ်ဒီ Jetto T2 ပေါ့နော်ဗီဒီယိုရှေ့မှာဆိုလို့ကျွန်တော်ဒီစီးချင်းတွေအသေးစိတ်တော့လိုက်ပြီးတော့ရိုက်ပြတော့ဘူးတွင်းကန်းလေးတွေနည်းနည်းပါးပါးပဲရိုက်ပြမယ်ပြင်ပန်းနေကြောင်တခြားလူတွေတင်နေရတဲ့ဘာနဲ့ဆိုတော့နော်တိတ်ရှေဝေးဖြစ်သွားမှာဆိုလို့ဒါသူ့ရဲ့ site ကပါပေါ့နော်တစ်ခါနောက်တစ်ခါရဲ့ site ကပါသူ့ရဲ့မချေကြော်တွေပါလေချက်တော့လိုကုန်နေပါတော့တွင်းကအကြောင်လေးရတယ်မိုက်တယ်ဒါကတော့ DFSK ကိုရောက်သွားပါတော့ DFSK ဒါဝင်ပေါက်ရဲ့ချမ်းပါတော့ချက်တော့ရှိမယ် DFSK ရှိမယ်ပေါ့နော်ဝင်ရခါကြောင်းနဲ့ချက်တော့ပေါ့ဒီဘက်မှာကျတော့ B1D ပါညာရှိတယ်ဒါကျွန်တော်တို့ဘုဒ္ဓကဆိုင်မှာတွဲမှာပေါ့နော် DFSK နောက်သူတို့ကဒီပွဲမှာဝယ်မယ်ဆိုရင် discount တွေရောinsurance တွေရောcashback တွေရောပေါ့နော်အများကြီးသူကြောင်းချပေးတာပေါ့နော်ဒီ short လို့နော်ဒါတော့ Zika X ပေါ့နော် Zika X ကတော့လုံးဝမိုက်တယ်သူအတွင်းထဲလေးရလေဟိုထိုင်ကုန်တွေအကုန်လုံးကမော်တာရင်းနဲ့ပြီးတော့ထိုင်ကုန်မှာမဆက်ချေတွေဖြစ်သွားမယ်ပြီးတော့အတွင်းရဲ့ infotainment တွေနောက်အတွင်းဟိုဘယ်လိုလဲအတွင်းကမီလီပေါ့နော်အတွင်းကမီလီရတယ်လုံးဝမီးတောင်လေးနဲ့လှတယ်ဒါသူရဲ့ infotainment ပေါ့နော်တော်တော်မိုက်တယ်ပြီးတော့သူကလေတခါးလေးအဲ့မှာဒီလုံးတစ်ချင်းဖွင့်လိုက်ပေါ့နော်လိုက်တယ်လေး ambient light လေးတွေမိုက်တယ်တော်တော်မိုက်တဲ့ကားလေးပေါ့နော်အဲ့ဒါတကားဖွင့်တာဟောတကားဖွင့်စပီကာတွေရတယ်သူလုံးဝ Yamaha တွေတုံးလာပါတော့နောက်ပြီးတော့နောက်ဖုံးကလည်းသူကမော်တာပါမယ်နောက်ဖုံးကစီကာဆိုတဲ့ logo လေးနဲ့တကယ်မိုက်တဲ့ကားတော်တော်လှဒီဘက်ကတော့ဒီလီရဲ့ geometry inner geometry C ပေါ့နော်အဲ့လိုကားလေးတွေကိုလည်းသူဒီမှာရောက်ချပေးတယ်ဒါကတော့ဟို test drive လို့ပို့ထားပေးတဲ့ကားလေးဖြစ်ပါတယ်ဒီမှာကားလေးတဲ့ဆိုတော့ Avatar 11ရှိမယ်ပြီးတော့ BNC ရဲ့ F-Force FR D5 ကားလေးတွေထားပေးတာဖြစ်ပါတယ်ဒီမှာ line ကားကို test drive လုပ်လို့လည်းရတဲ့အတွက်ဒီမြန်မာကား Expo 2025ကိုလာရောက်ကြည့်ရှုတဲ့ပွဲလေးလည်းဖြစ်ပါတယ်နောက်ဒီအပိုင်းမှာရန်ရောင်းရတဲ့ဟို GMC ရဲ့ EV3 ပေါ့နော်ဒီကောင်လေးက635သိန်းကိုငွေခွန်လေးပေါင်းပေးရပါတော့သူကအဲ့အရှိ share မှာလည်းသူမီးလေးတွေပါမယ်360ကင်မရာပါမယ်တွင်းကအယောင်လေးကလည်းလုံးဝ main ကလေးတွေတော်တော်သဘောကျမယ်အယောင်လေးတွေဖြစ်နော်ဒီမှာသူကဟိုဒီရတယ်လည်းပြောင်းသွားပြီပေါ့နော်ဒီအခုရောင်းချပေးနေတဲ့ဒီဇိုင်းလေးတွေကလုံးဝမိုက်တယ်မျိုးရင်း3အနေနဲ့ဆိုရင်တော့ဒီကားလေးတွေကရောင်းတော့မှာဒီအပိုင်းလေးစီးနှုံးလေးရတယ်သူကသူတင့်ပြီးတော့ city ကားလေးတွေနဲ့သုံးပြီးပေါ့ဒါတော့ 410 ပေါ့နော်410ကတော့လုံးဝအမိုက်စားအတွင်းကန်းပေါ့နော်အတွင်းကန်းကြီးလုံးဝနှုတ်ဖက်ပြီးတော့ share ပဲတော်တော်နှုတ်တယ်အမေသူအတွင်းကန်းကြီးတော်တော်မိုက်တယ်လုံးဝမှန်တခါးလေးဆိုရင်ဘေးပေါင်လေးဆိုလုံးဝဘောင်ပြောက်နေတယ်လားသူကဟိုင်ကိုမော်တာလေးနဲ့ပြီးအရှိဘက်ကိုကျွန်တော်ပြအရှိဘက်မှာသူကဟိုဘယ်လိုပြောမလဲဂျန်နီကားတွေမှာတော့ပြောပြတော့ပစ္စည်းတင်လို့ရပါဘောနော်ကလေးဆိုတော့မထိုင်လို့တော့ရတယ်အဲ့လိုမျိုးတွေပေါ့နော်ဒါကတော့သူ့ရဲ့ i4 တင်ရဲ့ဒီဟိုပါပေါ့ SUV တိုက်ပေါ့နော် SUV တိုက်လေးကိုပြပြပါတယ်4တင်ရဲ့1900ပေါ့နော်ဒီ SUV တိုက်က1900 plus ဝင်ငွေခွန်ပေါ့နော်အဲ့လေးနဲ့ရောင်းချပေးနေဖြစ်ပါတယ်before တဲ့ showroom ကတော့ကျွန်တော်တို့ဒီဟိုကဘာကြီးဖျားလမ်းမှာပုံမှာပါရှိရပါတော့ကဘာကြီးဖျားလမ်းချမ်းမြေရိတ်တာရှိเนาะဒါကတော့ DFSK ရဲ့လုပ်ငန်းသုံးကားလေးတွေလည်းရောင်းချပေးတယ်လုပ်ငန်းသုံး pick up နဲ့ပေါ့နော်ပြီးတော့ဟိုလူစီးကားလေးလည်းရောင်းချပေးတယ် pick up လေးကတော့1200 plus ဝင်ခွန်ပေါ့နော်ဟိုဘက်ကတော့လူစီးလေးကတော့1300 plus ဝင်ခွန်ပေါ့နော်ဘယ်လိုမျိုးလေးတွေရ
ရောင်းချပေးနေတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီမြို့သားကစားရုံရဲ့အတွင်းကန်းလေးဆိုလိုက်ပြပါမယ်မြို့သားကစားရဲ့မိုးလုံးလေးလိုကစားရုံအတွင်းပိုင်းမှာတော့ကျွန်တော်တို့ဒီ global war အာမခံပေါ့နော် global war အာမခံရှိမယ်ပြီးတော့ရန်ကုန်မြို့တော့စီဗင်တာယာရဲ့ပြသထားတဲ့လမ်းညွှန်ဆိုင်ပုတ်တွေရင်စည်းကလမ်းစည်းကတွေအကြောင်းဆိုင်ပုတ်တွေအကြောင်းအဲ့ဒါလေးပြမယ်ပြီးတော့ရင်ဘယ်သူမှမရိုက်ပြသေးတဲ့ဒီတုတ်တုတ်လေးအကြောင်းကိုကျွန်တော်ပြသပါမယ်တုတ်တုတ်လေးက198သိန်း9000ပေါ့နော်အဲ့ဒါနဲ့ရောင်းချပေးတယ်ဆက်လက်ကြည့်ရှုလိုက်ပါဦးမြင်အောင်ဒီဆောက်ထားတဲ့အတွက်ကြောင့်တောင်တက်တောင်ဆင်းတွေပါကောင်းတယ်ကျွန်တော်ပုံပွားတောင်တက်တဲ့သူတွေဆိုရင်နောက်ပိုင်းဒီပကြားလုံးမင်းရဲ့သုံးတာရှမ်းပြည်တို့ချင်းပြည်တို့ဘက်တွေလည်းသုံးတယ်ဒီမှာဒီရန်ကုန်မှာကျတော့ကျောင်းကျောင်းဖို့အတွက်လည်းသုံးကြတယ်တက်စီဆွဲဖို့လည်းသုံးတယ်ပြီးရင်တက်စီလိုင်းထောင်တဲ့သူတွေက3-4စီးဝယ်ပြီးအငှားပြန်ချထားပေးရပါတယ်ဟုတ်တယ်အဲ့လိုမျိုးလည်းသုံးကြတယ် ရန်ကုန်မှာကျတော့မောင်းလို့ရတယ်လားရန်ကုန်မှာမောင်းလို့ရတယ် ရန်ကုန်မှာကဒီပြောရမယ်ဆိုလို့ရှိရင်စီဗင် 198သိန်း ရန်ကုန်လို့ရှိရင် 198သိန်း မိတ်ဆွေတွေလည်းသတင်းစကားပါပေးလို့ရပါ ဘာ တယ် ဖြစ်လဲကို အလုပ်တိုင်းတကယ်လည်းအလုပ်တိုင်းကွန်လန်းအတွက်အဆင်ပြေတယ်ဆရာ ဟုတ်တယ် ကျိုးဆိုအဲ့9000 8000လေးမခဲရမှုတကယ်ဖောက်တရားပါတယ် ကျွန်တော်တို့ဟိုအုံနာလုံးအုံနာကြီးဘယ်လောက်ရတယ်စုံစမ်းလိုက် ပုံလာကြီး အပြန်မှာတော့ကျွန်တော်ပြည်သူရင်မြင်ဝင်ပြီးတော့ကျွန်တော်ကားလေးကိုအသွင်းတယ်အသွင်းတဲ့အချိန်လေးကဟိုမိနစ်20ကျော်ပဲကြာတယ်50ကျော်ကနေပြီးတော့90ထိအသွင်းလိုက်တာပေါ့နော်ဒီမှာက1 unit ကို950ပဲကြာတယ်ပြီးတော့24နာရီပေါ့နော်ဖွင့်ပေးထားတဲ့အတွက်အသွင်းရလည်းအရင်အဆင်ပြေတယ်မြန်လည်းမြန်ကဲခုတော့ကျွန်တော်အသွင်းတာ90ပြီးတော့မယ်နော်ဟို89ဖြစ်သွားပြီဆိုတော့ပြန်လိုက်ပါအောင်မယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့